ဒီကောင်မျိုးဆွဲတာဟိုကမြို့မှာဒီစီတော်မှာတားမှရနောက်ဆွဲတာ你这个多的比较嘛喏，爱看动画都快了。哎呀，我喏，多的。看没米的钱。俺那么想回到什么？回来弄钱。比来米的吧，不的，把好嘛的。回来也当个。要我都录完了。记忆里面有爱。ပကခက်ကျတော့ဒါပြင်းလက်ခက်ကျတော့တလား ဒါလောက်အကြီးကိုဒီလိုက်ရတော့ပန်ပါညောက်လာတယ်ဒီညနေအခုတည်းညဒီလိုဒီလိုက်ရဘယ်ပြုတ်ကြမှာပေါ့ဒီနေရာတွေပြုတ်ကြတယ် ဒါကြောက်စာပါနော်ငါခေတ်ကြောက်စာအိုင်ရောက်ကြိုင်လို့မရအောင်လိုင်းမောင်းလူပြောက်မယ်ထင်တယ်အောင်ပေါ်တတ်တယ်ဒီကမတက်ရတော့တက်လိုက်တက်ရပါတော့တက်ကြည့်လိုက်ဟောပိတ်ထားတယ်တော့ခါတာပိတ်တယ်โอ้ยသူ့ရဲ့တိုင်းပြည်မှာမနေရတဲ့သူတွေကမှနှိမ့်ချလိုက်ဒီလိုနှိမ့်ချနေတဲ့အခါမှာနန်းတော်ပြန်လာတဲ့ချိန်ကမှဆိုရန်ပြည်စီသူမင်းကြီးကသူ့ရဲ့နန်းတော်ထဲမှာဝင်ခွင့်မရဘူးဘာလို့ဝင်ခွင့်မရလဲသူဒီကသာနာပြုမင်းပတ်သက်တယ်သာနာစောကားလို့ဆိုပြီးတဲ့အခါမှာဒီလိုဆောင်တဲ့ဓမ္မဆောင်နေတဲ့ဘလူးနှစ်ကောင်လေးတဲ့အခါမှာဘယ်မှာခိုင်းကြည့်အဲ့ခါမှာဒီနန်းတော်ရဲ့ပြန်ပြီးဝင်ကျင်နေဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ရွှေသားစစ်စီပြီးတော့သူစုပါဒလနာတက်တယ်စီးရင်ဝိချက်တောင်းမှာဆိုတာမှတန်တိတင်ပြဒီဝိချက်တောင်းမှပြီးမှာဒီပြရဲကိုကျွတ်တဲ့ဝင်ခွင့်ရတယ်ခုလိုအမှန်လုံးနဲ့ပေါ့မှာလူနှစ်ကောင်ဆိုပြီးခိုင်းတယ်ဒီတော့ဒီရတော့လည်းစီးတော့မှာဒါပြီးရင်တော့တမြန်ကြည့်တော့ပကမာတုတဲ့စီမဆုံးဖျားပေါ့ကျန်တဲ့ဖျားကြီးမှာတော့ဒီဘက်ကျေးဇူးဆက်တဲ့ဖျားကြီးရှိတယ်ဒီမှာတော့သူ့ရဲ့မိဘကိုလည်းကျေးဇူးဆက်တယ်သူ့ရဲ့ကိုယ်လည်းသူ့ရဲ့ပြေးတဲ့တာပေါ့အဲ့ဒီတော့ကျေးသားပြီနော်အဲ့လက်ဖြောင်းဝိုင်းအကူပြန်တော့လက်ချက်လက်ကိုဖြတ်တယ်လို့ပြောလက်ကိုဖြတ်မှာဆိုတာတရားတည်တဲ့အခါမှာတိုက်ရမှာကြောက်အဲ့ပေါ့ခုလိုမြောက်တင်နေရတယ်ဟုတ်တယ်အကူမြောက်ဘာလို့ကိုမြောက်ဆိုနော်စနေဒီနော်ตัวไก่ไปจีบเปี้ยมาเป็นกาเลยจ้ามันเป็นชีนဟာဘာစာတိုင်းမှာရာဇဝင်တွေတော့ရှိပါတယ်တပ်ပုံတွေရာဇဝင်တွေမှာတပ်ပုံမင်းကလေးကတ်ထားတယ်မင်းကလေးဘယ်ရတော့ကြည့်နော်အိုးခါတည်းတစ်ခါတည်းလားတည်းတစ်ခါလားမသိအဲ့နှစ်ခုကတိုင်းပတ်ဟဲ့ကျတည်းတစ်ခါလားတစ်ခါတည်းလားတရားတစ်ခါစီကတည်းတစ်ခါစီရတစ်ခါတည်းမဟုတ်ဘူးနော်သူကအဲ့ဒါဘူးတို့တွေမေးလို့မဆုံးသူနဲ့စကားတည်းပြီးသွားတယ်တခါတည်းစီကကျုပ်ဗမာစကားဆိုလို့ဗျာတခါတည်းပဲသုံးတာပါတည်းတစ်ခါလည်းမသုံးပါဘူးတည်းတစ်ခါမသုံးပါဘူးတခါတည်းပဲသုံးအနားနေတိုင်တော့သူတို့ဆိုလို့ကောင်းလို့ပဲအဲဒီကတော့ဆိုကောင်းမှာတခါတည်းဆို तू လာတတ်တယ်အဲ့လိုမျိုးအဲ့ဒါတရားတစ်ခါတရားကားသွားနေရှင်းအဲ့ဒါမျိုးတွေဆိုတော့ကိုနောင်းကြီးအဲ့လိုရှောက်ဘူးပြီသူများမတွေးဘူးလေရတယ်သွားမယ်ပြီးဟဲ့ခင်းလိုက်အောင်တော့ရမှာဟုတ်ကဲ့